အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဘဟုတုတရစေမဲ့စကားလေးတချို့တော့ကိုကျွန်တော်ရွေးပြီးတော့ပြောပြမှာဖြစ်ပါတယ်Awak kenapa tipu sayaမင်းငါ့ကိုဘာလို့ညာတာလဲ Awak kenapa tipu sayaမင်းငါ့ကိုဘာလို့ညာတာလဲလို့ပြောတာပါ Awak ဆိုတာကမင်းKenapa ဆိုတာကဘာလို့လဲတီးဘူးဆိုတာကညာတာကိုပြောတာ Saya ဆိုတာကငါ Awak kenapa tipu saya ဆိုရင်မင်းငါကိုဘာလို့ညာတာလဲလို့မေးတာပါဒီနေရာမှာ Awak လို့မသုံးချင်လို့ကောင်း Kenapa tipu saya ဆိုရင်လည်းကောင်းဆိုတဲ့စကားနဲ့ဒီ Awak ဆိုတဲ့စကားအတူတူပါပဲဒါပေမဲ့ကောင်းဆိုတဲ့စကားကကြတော့အသုံးနည်းပါတယ်နော်နောက်တစ်ခုကကြတော့ဒီတီးပူပေါ့နော်တီးပူဆိုတာကညာတာကိုပြောတာဘိုဟုံးလို့လည်းပြောလို့ရတယ်လို့ပနီးပူလို့လည်းပြောလို့ရတယ်တီးပူဆိုတဲ့စကားကအသုံးများပါတယ် Awak kenapa tipu saya ဆိုရင်မင်းငါ့ကိုဘာလို့ညာတာလဲလို့ပြောတာပါ Saya mana tipu awak ငါမင်းကိုဘယ်မှာညာလို့လဲ Saya mana tipu awak ငါမင်းကိုဘယ်မှာညာလို့လဲလို့မေးတာပါ Saya ဆိုတာကငါ Mana ဆိုတာကဘယ်မှာလဲတီးပူဆိုတာကညာတာ Awak ဆိုတာကမင်းအကုန်ပေါင်းပြောတော့ Saya mana tipu saya ဆိုရင်ငါမင်းကိုဘယ်မှာညာတာလဲလို့ပြောတာပါ Sebenarnya awak cakap betul-betul တကယ်ဆိုရင်မင်းငါကိုအမှန်တိုင်းပြောသင့်တယ် Sebenarnya awak cakap betul-betul တကယ်ဆိုရင်အမှန်အတိုင်းပြောသင့်တယ်လို့ပြောတာပါ Sebenarnya ဆိုတာကတကယ်ဆိုရင်ဒါမှမဟုတ်တကယ်တော့ Awak cakap betul-betul ဆိုရင်တော့မင်းအမှန်အတိုင်းပြောလို့ပြောတာပါ Sebenarnya awak cakap betul-betul ဆိုရင်တကယ်ဆိုရင်မင်းအမှန်တိုင်းပြောသင့်တယ်လို့ပြောတာပါဒါကတော့ဘယ်အထဲမှာမပါပါဘူးเนาะဒါကကျွန်တော်အထွေထွေသုံးဘဟုတုတစကားလေးတွေကိုရွေးပြီးတော့ပြောပြတာဖြစ်ပါတယ်ဒီ Awak တို့Saya တို့ဆိုတာတွေကတော့ကျွန်တော်တင်တာများနေဖြစ်တော့ကြောင့်မလို့ထပ်ပြီးရှင်းမပြတော့ပါဘူး Cakap ဆိုတာကတော့ပြောတာ betul-betul ဆိုတာကတော့အမှန်အတိုင်းပေါ့နော်အကုန်လုံးပေါင်းပြောတော့ Sebenarnya awak cakap betul-betul ဆိုရင်တကယ်ဆိုမင်းအမှန်အတိုင်းပြောသင့်တယ်လို့ပြောတာဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြမယ်